Hello အားလုံးမင်္ဂလာပါခင်ဗျာ idea ကိုပြန်ပြန်လေးကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ကျွန်တော်က Uru ကို Windows ပေါ်မှာဘယ်လိုမျိုး installation လုပ်ရမလဲဆိုတဲ့ဗီဒီယိုဖြစ်ပါတယ်ဒီမှာတော့ကျွန်တော်က Windows 11ကိုသုံးထားတယ်နောက်ကျွန်တော်လိုအပ်တဲ့ link တွေအတွက်ကိုshare MacOS ကဒီ setup မှာပြောခဲ့တယ်လို့ပြောပေါ့နော်ကျွန်တော် link တွေကိုစုထားပေးပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ file 3လို့ရတယ်နောက်ကျွန်တော်တို့ Postgres လို့မယ် UV လို့မယ်နောက်ကျွန်တော်တို့ Python နဲ့ဘယ်လိုမျိုး create ရမလဲပေါ့နော်ဒီသင်ခန်းစာကကြတော့ဒီ setup တွေကိုအစအနေပြပေးမယ်ပေါ့ဆိုရင်ကျွန်တော်တို့ကအရင်ဆုံးကျွန်တော်တို့ file 3လိုပါမယ် file 3ကို download ဆွဲထားဖို့လိုပါတယ်ပြီးတော့တဲ့အခါဒီကကျွန်တော်ရဲ့ download ထဲမှာကျွန်တော်တို့ပါရှိမလဲဆိုတော့ file 3ရှိမယ်ပေါ့နော် file 3 manager ဆိုရင်ရှိတယ်နောက်ကျွန်တော်တို့ UV တွင်းဖို့လိုပါတယ်အဲ့တော့ကျွန်တော် UV လေးတွင်းပြပါမယ်အရင်ဆုံး UV တွင်းမယ်ပေါ့ဒါဆိုရင်ကျွန်တော်တို့စီမှာ UV အတွက်ကိုက installation လုပ်လို့ရတဲ့နေရာကိုတန်းသွားလိုက်မယ်ပေါ့နော် documentation အသေးစိတ်ကိုတော့မပြောတော့ဒါကဘာလို့အောင်မလဲဆိုရင်ကျွန်တော် PowerShell ပေါ်မှာဒီ command ကိုထည့် run လိုက်တယ်ဆိုလို့ရှိရင်ဟို installation လုပ်သွားမယ်ပေါ့ဒီဆိုကျွန်တော်တို့စမ်းကြည့်ပါမယ်ဒီကနေကျွန်တော်တို့ရှာပြီးတော့ PowerShell ကိုဖွင့်လိုက်ပါမယ် okay အဲ့ဒီဘေးမှာခုနကူခဲ့ command ကိုရိုက်ထည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ UV ကိုစတင်အသုံးပြုလို့ရပြီပေါ့ဆိုတော့ဟုတ်ပြီဒါ down နေတော့မှာနောက်ထပ်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ UV ပြီးတော့ကျွန်တော် Python လုပ်ပါမယ် Python ပေါ့နော်ကျွန်တော်ကတော့ချိန်ကုန်တက်တာခြင်းတဲ့အတွက်ကြိုတင် download ဆွဲထားပါတယ်ဒီမှာကျွန်တော်တို့ .eac နဲ့ download ကိုနှိပ်လိုက်ရင်ရပါပြီ restart လုပ်လိုက်ရင်ရပြီလေ okay လွယ်လွယ်ကူကူပဲကျွန်တော် comment တွေမရိုက်တော့ဘူးပိတ်ပြီးပြန်ဖွင့်လိုက်မယ်နောက်တစ်ချိန်ပြန်ဖွင့်လိုက်တယ်ဆိုရင် UV ခေါ်လို့ရတော့ပါမယ်dash v ထင်တာပဲ okay ရရနော်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ UV ကိုခေါ်လို့ရတော့ပါပြီဆိုတော့ UV ကကြတော့ဘာလို့ပေးရလဲဆိုတော့ file 3ရဲ့ file 3 package တွေအတွက်ကောနောက် project manager project manage လုပ်ပေးတာရောအဲ့လိုမျိုးကိုဒါ REST နဲ့ရေးထားတဲ့ language ပူကောင်းတယ်ပေါ့နော်ကျွန်တော်တို့တခြား package တွေဥမာ pit တို့ပါလို့ထပ်ပူကောင်းတယ်ပို့ပြီးမြန်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကသူ့ UV ကိုသုံးတာပေါ့နော်ကျွန်တော်ပုံမှန်မှာဆိုရင်တော့ကျွန်တော်ဘာသုံးလို့ရှိလဲဆိုတော့သုံးကြတဲ့ pit တို့ portree တို့နောက် virtual env တို့တွေအားတွေကိုသုံးကြတယ်ကျွန်တော်တို့ကကြတော့ UV ကို pit နဲ့ပေါင်းသုံးတယ်ပေါ့နော်ဒီလိုမျိုး UV ပေါ်မှာတင် run ထားတဲ့ pit ပေါ့အဲ့လိုပြောရမှာ okay ဆိုတော့ဒါတွေ download ဆွဲလို့ပြီးသွားပြီဆိုရင်ကျွန်တော်မလုပ်မလဲဆိုတော့ Python ကို installation စတင်ပါမယ်တော့ Python ကို run လိုက်ပါမယ် okay ပြီးကျွန်တော်တို့ yes ပြီးမယ်ပြီးတော့တဲ့အခါ next ကိုနှိပ်မယ် next ရွေးထပ်နှိပ်မယ်နောက်ကျွန်တော်တို့က desktop shortcut တွေ folder တွေထည့်ခြင်းတွေထည့်လို့ရတယ်ပေါ့နော်ဒါတော့ဒီလို run ပေးထားလိုက်မယ်ပြီးတော့ကျွန်တော်တို့ဒီတိုင်းပဲထားပြီးတော့ install ထပ်နှိပ်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ installation လုပ်နေတာကိုမြင်ရပါမယ်အခုချိန်မှာဆိုရင်တော့ကျွန်တော်တို့ Python ကို run လို့ရသွားပါပြီဆိုတော့ run Python နှိပ်ပြီးတော့ finish နှိပ်လိုက်မယ်ဆိုရင်Python ပွင့်လာမယ်ပေါ့နော်အဲ့တော့လောလောဆယ်ကကျွန်တော်တို့က Python professional တော့တွင်းထားပေမဲ့ကျွန်တော်တို့မှာ license မရှိဘူးပေါ့နော် license မရှိတော့ကျွန်တော်ဒါကို create လုပ်ပြီးတော့သုံးရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဘယ်လိုဆက်လုပ်မလဲဆိုရင်ဒီမှာ trial ဆိုပြီးပေါ်နေပါတယ်အဲ့တော့သူ့ကိုကျွန်တော် Python ကိုပေးလိုက်ပါမယ်ပေးပြီးသွားတဲ့အခါကျွန်တော်တို့ရဲ့ဒီ GitHub link မှာပါတဲ့ဒီ create လုပ်ဖို့အတွက်ထည့်ပေးထားတဲ့ link လေးကိုသွားပါမယ်တော့ပြီးတော့ Jabra ဆိုတဲ့ကောင်ကို download ဆွဲထားပါမယ်အခုချိန်မှာဆိုရင်တော့ကျွန်တော်တို့လိုချင်တဲ့ဒီ Jabra ဆိုတဲ့ကောင်လေးဝင်လာပါပြီဆိုတော့သူ့ကိုကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့extract လုပ်လိုက်မယ်ပေါ့နော် zip file ဆိုတော့ 7zip ကနေကျွန်တော်တို့ extract here နှိပ်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ Jabra ဆိုတဲ့ folder လေးတစ်ခုရပါပြီဆိုတော့အဲ့ folder ကိုကျွန်တော်ဘယ်နှမ်းသွားထားခြင်းလဲဆိုတော့ C ထဲမှာတစ်ခါတည်းပဲထည့်ထားခြင်းပါတယ်ဘာကြောင့်လဲဆိုတော့ဒီကောင်ကဒီ file ပတ်လမ်းကြောင့်နေရာရွှေ့လို့မရတဲ့အတွက်ပေါ့နော်အဲ့ဒါပြီးသွားတဲ့အခါကျွန်တော်တို့ script ဆိုတဲ့ထဲကိုဝင်ပြီးတော့ဒီမှာကျွန်တော်တို့ install for all user ဆိုတော့ current user နောက်ခုရှိပါတယ်ကျွန်တော်ကတော့ all user နဲ့ run ပြီးတော့ administrator ကို yes ပေးလိုက်ပါမယ်ဒါဆိုရင်သူက script ကို execute လုပ်သွားပြီးတော့ okay button ကိုနှိပ်လိုက်ပြီးတော့ done bot ပေါ်တယ်ဒီစောင့်ပေးပါလို့ပြောပါတယ်ကျွန်တော်အဲ့ဒါလေးခဏစောင့်မယ်ပေါ့ဆိုတော့ဒါဆိုရင်အခုချိန်မှာရသွားပြီရသွားပြီဆိုရင်မဖြစ်မလဲဆိုတော့ Aurea ဒီ Jabra ဆိုတဲ့ထဲမှာကျွန်တော်တို့ VM option တွေကိုသွားပါမယ်ကျွန်တော်တို့က Python ဖြစ်တဲ့အတွက်ဒီက Python ရဲ့ VM option file ကိုဖွင့်လိုက်ပါမယ်ဆိုတော့ကျွန်တော်လွယ်ကူကူဖြစ်အောင် notepad နဲ့ပဲဖွင့်လိုက်ပါမယ်ဒီဒါဆိုရပြီကျွန်တော်တို့တကယ်လို့ဒါအပေါ်ကဟာတွေမဟုတ်ဘဲနဲ့ဒီအောက်ဆုံးက file test 3ချောင်းပေါ့နော်အောက်ဆုံးကစာ3ချောင်းပဲလိုတာဖြစ်ပါတယ်အဲ့တော့အဲ့3ချောင်းကိုယူပြီးတော့ကျွန်တော်တို့ crack စတင်လုပ်ပါမယ်ကျွန်တော်တို့ located C တွေကိုသွားပြီးတော့ C တွေကကျွန်တော်တို့ program file ထဲမှာ Jabbering ဆိုတဲ့ကောင်ရှာလိုက်ပါမယ်သူ့ထဲမှာကျွန်တော် Python ရှိပါတယ်ဆိုတော့အဲ့ဒီ Python ကြီးကျွန်တော်တို့ bin ထဲကိုသွားရင် bin ထဲမှာကျွန်တော်တို့ဘာရှိလဲဆိုတော့ python64.eac
vn option ဆိုတဲ့ file လေးရှိပါတယ်ဆိုတော့ဒီ file ကိုကျွန်တော်တို့ကnotepad နဲ့ဖွင့်လိုက်မယ်ပေါ့နော်ဖွင့်လိုက်ပြီးတော့တဲ့အခါကျရင်ဒီကနေကျွန်တော်တို့ခုန copy ကူးလာခဲ့တဲ့ code 3 ကြောင်းကိုပြန်ထည့်ပါမယ်ဒီနေရာမှာကျွန်တော်တို့ replace လုပ်ရမယ်ပေါ့ okay save ဖို့အတွက်ဒီနေရာမှာ permission မရှိပါဘူးလို့ပြောနေပါတယ် okay ဆိုရင်ကျွန်တော်တို့ဒီလိုလုပ်လိုက်မယ်ဒီ file ကို copy ကူးလိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ localdisk d ထဲမှာတော့ထားလိုက်မယ်ခဏပေါ့နော်ပြီးတော့တဲ့အခါကျရင်အဲ့ဒီ file ကိုကျွန်တော်တို့ notepad နဲ့ပြန်ဖွင့်ပါမယ်ပြီးတော့ရင်ဒီကားကနေကျွန်တော်တို့ copy ကူးလာခဲ့တဲ့3ကြောင်းကကျွန်တော် save လို့မရဖြစ်နေတဲ့အတွက် file ကို copy ကူးထားတဲ့ကောင်ကိုထည့်ပြီးတော့ save လိုက်မယ်ရပြီပေါ့နော်ဒါဆိုရင်ဒီ file ပြန်ပိတ်မယ်ပြန်ပိတ်မယ်အဲ့တော့လောလောဆယ်ကျွန်တော်တို့ကဒီ localdisk d ထဲမှာပဲကျွန်တော်တို့ရေးထားတဲ့ file ရှိနေတာအဲ့တော့အဲ့ file ကိုကျွန်တော်တို့ပြန်ပြီးတော့ခုနကကျွန်တော်တို့ရဲ့ C ထဲက program file တွေက JetBrains တွေကကျွန်တော်တို့ Python တွေကိုသွားမယ်ဘယ်မှာကျွန်တော်တို့အဲ့ file ကို replace လုပ်ပါမယ် okay ဒီနေရာမှာကျတော့ကျွန်တော်တို့ administrator permission ပေးလို့ရတာဆိုတော့ file ကို copy ကူးပြီးတော့ replace လုပ်လိုက်တာပေါ့နော်အဲ့တော့အခုချိန်မှာဆိုရင်ကျွန်တော်တို့ Python ကိုပြန်ဖွင့်ကြည့်ပါမယ်ဆိုရင်ကျွန်တော်တို့ triangle ကနေ create လုပ်လို့ရပြီပေါ့ဆိုတော့ဒီနေရာမှာကျွန်တော်တို့ဘာလို့သေးလဲဆိုတော့ key တစ်ခုလိုပါတယ်အဲ့တော့ဒီမှာဆိုရင်တော့ကျွန်တော်က Python ဆိုတဲ့ကောင်ကို key ထည့်ပေးလိုက်ပါမယ်ဆိုတော့ဒီနေရာကနေဖြစ်နေတဲ့ကျွန်တော်တို့ setting ကနေ setting မှာမဟုတ် sorry ဒီက tools ကကျွန်တော်တို့ help ထဲကိုသွားပါမယ် help ထဲမှာပါရှိမလဲဆိုတော့ manage subscription ဆိုတာရှိပါတယ်သူ့ကိုဖွင့်လိုက်ပါမယ်ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ another license နဲ့ activate code လုပ်ပြီးတော့ခုန copy ကူးလာတဲ့ activation code ကိုဒီမှာထည့်လိုက်ပါမယ်အဲ့တော့ဒီနေရာမှာအလုံးမလုပ်ဘူးဆိုရင်ဒါကျွန်တော်တို့ credit မအောင်မြင်သေးရဖြစ်ပါတယ်okay ဆိုတော့နောက်ထပ်ဒီမှာလဲ trial ပဲဖြစ်နေတယ်အဲ့တော့သူ့ကိုလည်းခုနကူးလာတဲ့ code နဲ့ပဲထည့်ပြီး activate လုပ်လိုက်ပါမယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့အခုချိန်မှာtrial မဟုတ်တော့ဘဲနဲ့တကယ် registration လုပ်ပြီးပြီပေါ့နော်တကယ် professional version ကိုလုပ်ပြီးပြီအဲ့တော့နောက်ထပ်ကျွန်တော်ဗာထပ်ထည့်ခြင်းလဲဆိုတော့ setting ကနေကျွန်တော် plugin လေးထည့်ခြင်းပါတယ်ကျွန်တော်သုံးနေကြ plugin လေးရှိပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ဗာရှိမလဲဆိုတော့ atom ရဲ့ material icon ဆိုတဲ့ကောင်ရှိပါမယ်သူ့ကိုထည့်ပါမယ်နောက်ထပ်တစ်ခုကကျွန်တော်တို့ udu ဆိုတဲ့ကောင်လေးထည့်ပါမယ်udu plugin ကတော့ကျွန်တော်နှစ်မျိုးသုံးပါမယ်အဲ့ဒါကတစ်ခုက udu id ဆိုတဲ့ကောင်နောက်ထပ်တစ်ခုကကျတော့ udu studio ဆိုတဲ့ကောင်ပါဒီကောင်ကကျတော့ udu studio ကဗာလဲဆိုတော့ဒီကျွန်တော်တို့ကုတ်ရေးတဲ့အခါကျရင် shortcut တွေနဲ့အလုပ်လုပ်ဖို့အတွက်ဖြစ်ပါတယ်။ Udu ID ကတော့ကျွန်တော်တို့ဒီပတ်လန်းကြောင်းမှန်နေနောက်တခြားသော XML နဲ့ပတ်သက်တဲ့ supporting တွေကိုဒီ intelligent ကောင်းကောင်းနဲ့အလုပ်လုပ်ပေးနိုင်တဲ့ဟာမျိုးပေါ့နော်။ Okay ဆိုရင်ကျွန်တော်တို့ဒီ၃ခုရှိပြီဆိုရင် Python ကိုကျွန်တော်တို့ restart လုပ်လိုက်ရမှာပဲ။ဒါဆိုရင်ကျွန်တော်တို့ကုတ်စာရေးဖို့အတွက် ready ဖြစ်ပါပြီ။အဲ့တော့ကျွန်တော်ကဒီနေရာမှာ folder structure တစ်ခုလည်းချခြင်းပါတယ်။အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ကုတ်တွေကိုကျွန်တော်တို့က localdisk d မှာထားပြီးတော့folder တစ်ခုစောက်မယ်ပေါ့နော်ဆိုတော့ကုတ်စာရေးဖို့အတွက် environment ပြင်တယ်လို့ပြောရမှာပေါ့ဆိုတော့ဒီနေရာမှာဆိုရင်ကျွန်တော် folder အသစ်တစ်ခုစောက်လိုက်ပါမယ်အဲ့ဒီ folder ကိုကျွန်တော်က udu development ဖြစ်တဲ့အတွက် udu dev လို့ပေးလိုက်ပါမယ်ဆိုတော့အဲ့ဒီထဲမှာကျွန်တော်နောက်ထပ် src ဆိုတဲ့ folder တစ်ခုထပ်စောက်ပါမယ်ဒီ folder ကဘာလုပ်တာလဲဆိုတော့ဒီ udu ရဲ့ source code တွေကိုဒီထဲမှာ run ထားဖို့ဖြစ်ပါတယ်အဲ့တော့နောက်ထပ်ကကျွန်တော်တို့မှာ git မရှိသေးဘူးပေါ့နော် okay udu id ကဒီနေရာမှာ sub code လို့သေးတယ်ပေါ့နော်အဲ့ဒါကကျွန်တော်တို့ဒီကနေသွားပြီးတော့ command f နဲ့ရှာပြီးတော့ udu လို့ရှာလိုက်ပါမယ်ဒါဆိုဒီမှာလဲ code တစ်ခု copy ကူးလိုက်ပါပြီးသွားရင်ကျွန်တော်တို့ရဲ့ Python ကိုဖွင့်ပြီးတော့ activation code နဲ့ activate လုပ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ Python စပြီးတော့သုံးလို့ရသွားပါပြီခုနကကျွန်တော် Python ကိုထပ်ထည့်လိုက်လို့ပေါ့နော်ဒီဆိုတော့ဟုတ်ပြီခုနကကျွန်တော်ပြောနေတဲ့ဘက်ကိုဆက်သွားပါမယ်ခုနကကျွန်တော်ပြောနေတာပါလဲဆိုတော့ဒီက folder ပေါ့နော် directory structure ကိုပြင်မှာဖြစ်ပါတယ်ဆိုတော့ udu dev ဆိုပြီး folder တစ်ခုစောက်ခဲ့တယ်လို့ src ဆိုတဲ့ကောင်တစ်ခုလည်းရှိပါတယ်အဲဒီနေရာမှာကျွန်တော် project အသစ်စောက်ပါမယ် file ထဲကိုသွားပြီးကျွန်တော် new project လို့ခေါ်မယ်ပြီးသွားတဲ့အခါကျွန်တော်တို့ရဲ့ file ပတ်လန်းကြောင်းကိုရွေးပါမယ် file ပတ်လန်းကြောင်းကဘာဖြစ်မလဲဆိုတော့ကျွန်တော် localdisk d ရဲ့က udu dev တွေက project တစ်ခုဖြစ်မှာပေါ့နော်အဲ့တော့ udu dev ထဲမှာကျွန်တော်နာမည်ပေးလိုက်ပါမယ်ဆိုတော့ကျွန်တော်ကတော့ udu technical training လို့ပဲပေးလိုက်ပါမယ်90ပေါ့နော် udu 90နဲ့အဲ့တော့ဒီနေရာမှာကျွန်တော်တို့ interpreter ကို uv လို့ယူထားပြီးတော့ default ကိုကျွန်တော် 3.10 နဲ့ run ပါမယ်ပြီးတော့ welcome script မလိုဘူးဒါကြောင့်သူ့ဖြုတ်ခဲ့ပြီးတော့ကျွန်တော် create project နေပါမယ်ဒါဆိုရင်အခုချိန်မှာကျွန်တော်တို့ဒီ Python ကလိုလျောက်နေတဲ့သူ file 3ကို download ဆွဲသွားတယ်နောက်ကျွန်တော်တို့ uv ကိုသုံးပြီးတော့ virtual environment တစ်ခုကိုအလုပ်လုပ်သွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့က udu က community version မှာဆိုရင် open source ပေးထားတဲ့
GitHub ပေါ်မှာစုကုတ်ရှိပါတယ်ဒါကြောင့်မလို့အဲ့ဒီစုကုတ်ကိုကျွန်တော်တို့ကယူသုံးခြင်းပါတယ်ဒီနေရာမှာယူသုံးမယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့လုပ်ဖို့အတွက်ဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီ git bash ဆိုတဲ့ကောင်လေးလုပ်ပါမယ် git bash ဆိုပြီးတွင်းထားလိုက်ပါမယ်ဆိုတော့ git bash ကိုinstall တင်မယ်ပေါ့နော်အခုချိန်မှာဆိုရင်ကျွန်တော် download ဆွဲလုပ်ပြီးသွားပါပြီအဲ့တော့ installation တင်လိုက်ပါမယ် yes လို့ပေးပြီးတော့ next ကိုနှိပ်မယ်ဒါတွေအကုန်လုံးကိုကျွန်တော်တို့ default နဲ့ပဲ next တွေပဲစက်တိုင်းနှိပ်သွားရင်ရပါပြီဟုတ်ပြီဒါဆိုရင်အခုချိန်မှာတော့ကျွန်တော်တို့ပိုင်ချမ်းဖွင့်ပြီးတော့ hori ကကျွန်တော်တို့စုကုတ်ကို download ဆွဲလို့ရပါပြီဆိုတော့ဒီနေရာမှာကျွန်တော်ဒီစုကုတ်တစ်ခု run ခြင်းတယ်ပေါ့နော်အဲ့ဒါကိုဘယ်မှာ run မလဲဆိုတော့ကျွန်တော်တို့ရဲ့SRC တွေမှာ run ပါမယ်ဒါကြောင့် cd src ဆိုတဲ့ command ကိုတွားလိုက်မယ်အဲ့ဒီထဲမှာကျွန်တော်တို့ရိုက်မယ်ပေါ့နော်ဆိုတော့ပိုင်ချမ်းပေါ်ကနေဒီလို run လာ okay ဆိုတော့ပိုင်ချမ်းမသုံးတဲ့သူတွေအတွက်ကSRC folder တွေကိုတွားပြီးတော့ right click ထောက်လိုက်ပါခုနကကျွန်တော်တို့သုံးခဲ့တဲ့ဒီမှာကျွန်တော်တို့ git bash here ဆိုတဲ့ကောင်ရှိပါတယ်အဲ့ကောင်ဖွင့်လိုက်ပေါ့နော်ဒီလိုမျိုးတွားလဲရတယ်ဆိုတော့ဘာလို့မလဲဆိုရင် hori sucode ထဲကကျွန်တော်တို့ရဲ့ http ကို copy ကူးမယ်ပြီးတော့ဒီ URL ကို copy ကူးပြီးတော့ကျွန်တော်တို့ git clone ဆိုပြီးတော့ git clone link ဖြစ်သွားမယ်ထင်တယ် okay link ဖြစ်မယ်ပြီးတော့ .1 ဆိုပြီးဖြစ်မယ်ပြီးတော့ .branch ဆိုပြီးဖြစ်မယ်.1 ဆိုတာကကျွန်တော်ရှိသမျှဟာအားလုံးမယူဘဲနဲ့ let's commit ကိုပဲယူလိုက်တာပေါ့နော်အဲ့ဒါပြီးတော့ကျွန်တော် branch လုပ်မယ် branch ကကျွန်တော်တို့က uru 90 run မှာဖြစ်တဲ့အတွက် uru 90.0 ဆိုတဲ့ branch ကို run မှာဖြစ်ပါတယ်ဆိုတော့ single branch ပဲယူပြီးတော့သူ့နာမည်ကိုကျွန်တော်တို့ uru 90c လို့ပေးပါမယ် https is not support လို့ဖြစ်နေထားပါတော့ကျွန်တော်လွယ်ကူ zip အနေနဲ့ပဲ download ဆွဲလိုက်ပါမယ် comment နဲ့ရိုက်ရတာအဆင်မပြေဖြစ်နေပါတော့အခုချိန်မှာဆိုရင်တော့ကျွန်တော်တို့ zip ရပြီပေါ့နော် download ဆွဲလိုက်ခုနကကျွန်တော် GitHub နဲ့ run တာက error ရှိနေတော့ဒီနေရာမှာကျွန်တော်တို့လွယ်ကူပဲ zip folder လေးနဲ့ဆွဲပြီးတော့ extract ဖြည့်ကြပါမယ်အဲ့တော့ extract to ဆိုရင် extract file ကိုကျွန်တော်တို့ file ပတ်လမ်းကြောင်းတစ်ခုလေးကိုပြည့်ထည့်လိုက်မယ်ဘယ်မှာထည့်မလဲဆိုတော့ this pc ရဲ့ကျွန်တော် local disk d ရဲ့က uru dev တွေကခုန src ဆိုတဲ့ထဲမှာထည့်လိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ okay ပေးလိုက်ရင်ရပါပြီဒါဆိုသူ extract လုပ်နေပြီပေါ့နော် zip file ဆိုတော့ခုန file ကိုကျွန်တော်တခါတည်းနာမည်ပါပြင်ပေးခြင်းပါတယ်အဲ့တော့ uru ရဲ့ src ထဲမှာ 90.0 ဖြစ်နေတယ် sorry ဒီမှာ zip ဖြစ်နေတယ်ပေါ့နော်ခဏစောင့်လိုက် zip ဖြစ်လို့ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒီကောင်ကို rename ပေးပါမယ် file ကိုဆိုတော့ uru 90.0 ဆိုတော့ sorry folder ကနှစ်ထပ်ဖြစ်နေပေါ့နော်အဲ့တော့ဒီ folder ကိုကျွန်တော်တို့ src တွေကိုရွှေ့လိုက်ရပြီပေါ့နော်ဒါဆို src ထဲမှာ uru 90.0 ဆိုပြီးတော့အထဲမှာရောက်တာနဲ့ကျွန်တော်စုကုတ်ကိုတန်းပြီးတော့မြင်ရပါတယ်အဲ့တော့ကျွန်တော်ကဘာဆက်လုပ်မလဲဆိုတော့အဲ့ folder ကိုကျွန်တော်တို့ rename ပေးခြင်းနဲ့ဆိုရင်ကျွန်တော်ဒီက 90.0 ဆိုတဲ့ folder ကို sorry 90.0 ဆိုတဲ့ folder ကို show more option ကိုနှိပ်ပြီးတော့ဒီနားမှာကျွန်တော်တို့ rename ဆိုတာရှိပါတယ် rename ကို uru 90c ဆိုပြီးတော့နာမည်ပြောင်းပေးလိုက်ပါမယ်ဒီနေရာမှာနာမည်ကို 90c ဆိုပြီးပြောင်းပေးတာအကြောင်းပြချက်ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကတကယ်ကုမ္ပဏီ uru ကုမ္ပဏီတွေမှာသွားပြီးတော့အလုပ်လုပ်ရတဲ့အခါမှာuru version ကိုအစုံခံရပါတယ် uru ကကျွန်တော်တို့တစ်နှစ်တစ်ခါ version အသစ်ထွက်တယ်ပေါ့နော်အဲဒီစမဲ့ဒီအခုလက်ရှိ2026မှာဆိုရင် uru 90ထွက်ထားတာဖြစ်တဲ့အတွက် sorry 2025မှာ uru 90ထွက်ထားတယ်2026မှာလည်းကျွန်တော်တို့ uru 20ဆိုပြီးထပ်ထွက်ပါလိမ့်မယ်ဆိုတော့အဲ့လိုမျိုးအလုပ်လုပ်တယ်ပေါ့နော်လက်ရှိကတော့ကျွန်တော်တို့ version မျိုးစုံကန်ရတယ်အနည်းဆုံးတော့ကျွန်တော်တို့နောက်ဆုံး version 3ခုလောက်တော့လက်ရှိမှာကန်ရပါတယ်ဆိုတော့အဲ့လိုမျိုးဖြစ်တဲ့အတွက်အဲ့ဒါအပြင်မှာကျွန်တော်တို့90ကို community သုံးတာလား enterprise သုံးတာလားဆိုပြီးထပ်ရှိပါတယ်ဆိုတော့အဲ့လိုမျိုးတွေကိုကျွန်တော်တို့ကစုကုတ်တစ်ခုလေးနဲ့ဖြည့်ရှင်းနေတာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်တို့90ကို C ဆိုပြီးပြောင်းပေးထားတာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာမေးစရာ question တစ်ခုရှိလာပါတယ်ကျွန်တော်တို့ဒီစုကုတ်ကိုလိုရတာနဲ့ folder တက်တက်ခွဲထားတယ်လို့ဖြစ်နေတယ်ဆိုလိုချင်တာက uru technical training folder တက်တက် src folder တက်တက် src folder တွေကဒီ 90c ဆိုတဲ့ folder လေးတစ်ခုပဲလို့မှာနမူနာမြင်အောင်ပြရရင်ကျွန်တော်တို့နောက်ထပ် uru 80c နောက်ပြီးတော့ရင်နောက်ထပ် uru 80e ဒီလိုမျိုး version တွေအများကြီးရှိနိုင်တယ်အဲ့တော့ကိုသုံးမဲ့ version ကိုမူတည်ပြီးတော့ကို folder ကိုဆွဲထည့်ရမှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုဆွဲထည့်ရမလဲဆိုတော့ကျွန်တော် setting ထဲကိုသွားလိုက်မယ် setting ရဲ့ကျွန်တော်တို့ project structure ထဲမှာ add component root ကိုထည့်ပြီးတော့ src ရဲ့uru 90c ဆိုတဲ့ version ကိုယူလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ apply နှိပ်ပြီး okay ပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့ရဲ့ project ကဘာဖြစ်သွားမလဲဆိုတော့ 90c ဆိုတဲ့စုကုတ်ကကျွန်တော်တို့စီကိုရောက်လာပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်ထပ်လိုတဲ့အပိုင်းရှိလာပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ database ပါ
database ကဘာလဲဆိုတော့Uru ကို run မယ်ဆိုရင် Uru ကနှစ်ပိုင်းရှိတယ်ဒီ code ပိုင်းမှာတော့ကျွန်တော်တို့ JavaScript တွေPython တွေ XML တွေစသဖြင့်အများကြီးပဲပေါ့နော်သုံးထားတယ်ပေါ့ဆိုတော့ဒါပေမဲ့ကျွန်တော်တို့စီမှာတော့ကျွန်တော်တို့ကဒီ database ကိုသိမ်းဖို့အတွက်ဆိုလိုတာ database ဆိုတဲ့အဓိပ္ပာယ်อ่ะဗျာတခုခုမှတ်လိုက်တိုင်းမှာကုတ်ထဲမှာသိမ်းမထားနိုင်ဘူးကုတ်ကအဲ့တော့ကျွန်တော်တို့ရဲ့ JavaScript code တွေ Python code တွေသိမ်းမထားနိုင်တော့သိမ်းထားပေးနိုင်မဲ့လူလိုလာတယ်အဲ့လိုသိမ်းထားပေးတဲ့ကောင် database လို့ခေါ်တာအဲ့ database ရဲ့မှာကျွန်တော် SQL ရဲ့ database တစ်မျိုးဖြစ်တယ်ကျွန်တော် PostgreSQL ကိုသုံးမယ်ပေါ့နော်အဲ့တော့အဲ့ဒီအတွက်လည်းကျွန်တော်ကဘယ်လို download ဆွဲရမလဲဆိုတာအနေစပြပါမယ်အရင်ဆုံးကျွန်တော်တို့ PostgreSQL ဆိုတဲ့ site ကိုသွားလိုက်ပါဒီနေရာမှာကျွန်တော်တို့ download ကိုနှိပ်လိုက်ရင်ရပါပြီ download ကိုနှိပ်လိုက်ရင်ဒီမှာကျွန်တော်တို့ရဲ့ OS လိုက်ပေါ့နော်လက်ရှိကကျွန်တော်တို့က Windows ဖြစ်တဲ့အတွက် Windows ကိုနှိပ်မယ်ပြီးသွားတဲ့အခါမှာ download တဲ့ installer ဆိုရှိတယ်သူ့ကိုနှိပ်လိုက်ပါဒါဆိုရင် enterprisedb.com redirect ရောက်သွားပြီးတော့ကိုလိုချင်တဲ့ကျွန်တော်ကတော့ latest version သုံးထားတယ်ပေါ့နော်ကိုလိုချင်တဲ့ version ကိုဒီမှာနှိပ်ပြီးတော့ကျွန်တော် download ဆွဲလို့ရပါတယ်အဲ့တော့အချိန်ကုန်သက်တောင်အောင်ကြိုတင် download ဆွဲထားတာရှိတဲ့အတွက်ဒီကနေပဲ run လိုက်ပါမယ်အဲ့တော့ဒီကနေ PostgreSQL ကို run ပါမယ်အခုချိန်မှာဆိုရင်ကျွန်တော် Postgre ရဲ့ setup ပေါက်တက်လာပြီပေါ့နော်ဆိုတော့ next ကိုနှိပ်မယ်ဒီနေရာမှာဒီပတ်လန်းချောင်းလေးကိုကိုအနေနဲ့တနေရာမှာမှတ်ထားဖို့လိုပါတယ်ဒါမှသာကျွန်တော်တို့လိုအပ်လာတဲ့အခါပြန်သုံးလို့ရမှာပေါ့နော်ဒီဟာနည်းနည်းအရေးကြီးပါတယ်ပြီးတော့ကျွန်တော်တို့ next နှိပ်မယ်ဒီနေရာမှာတော့ကျွန်တော်တို့က step data မလိုဘူး channel 3ခုလိုပါတယ်ဒီတော့ကျွန်တော် next နှိပ်မယ်next နှိပ်မယ်ဒီနေရာမှာ password တစ်ခုလိုပါတယ်ကျွန်တော် password ကိုလွယ်ကူဖြစ်အောင် Postgre လို့ပဲပြန်ပေးလိုက်ပါမယ်လားတူပဲဒီမှာလည်း Postgre လို့ပေးလိုက်ပါမယ်ပြီးတော့တဲ့အခါကျွန်တော်တို့ next ကိုနှိပ်ပါမယ်ဒီကပေါ့က5432ပေါ့နော်ကိုဆက်မှာကဒီပေါ့နဲ့ပတ်သက်ပြီးတော့တခုခုသုံးထားတာရှိတယ်ဆိုရင်ဒီပေါ့ကိုပြန်ပြင်ပေးဖို့လိုပါတယ်အဲ့တော့ဒီမှာတော့ default ပေါ့ဖြစ်တဲ့5432ပဲထားမယ်ပြီးတော့ကျွန်တော် next နှိပ်ပါမယ်ဒီနေရာမှာလည်း next နှိပ်မယ် next နှိပ်မယ် next တက်နေမယ်ဒါဆိုရင်ကျွန်တော်တို့ installation လုပ်နေပါပြီအခုချိန်မှာဆိုရင်တော့ကျွန်တော်တို့ Postgre ကပြီးသွားပြီပေါ့နော် installation လုပ်လို့ဒါကြောင့် finish နေလိုက်မယ်ပြီးတော့ရင်ကျွန်တော်တို့ Postgre ကိုစဖွင့်ပါမယ် pg admin 4လို့ရှာပြီးတော့ဖွင့်လိုက်မယ်ပေါ့နော်အခုချိန်မှာဆိုရင်တော့ကျွန်တော်တို့ Postgre ကိုစပြီးတော့ run လို့ရပါပြီအဲ့တော့ခုနကကျွန်တော်တို့ထည့်ခဲ့တဲ့ Postgre ဆိုတဲ့ password ကိုပြန်ထည့်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့မှာpg admin 4ဖွင့်လာပြီပေါ့အဲ့တော့ဒီနေရာမှာကျွန်တော်တို့ user account တစ်ခုစောက်ပြရအောင်ဆိုတော့ Udo ကချိတ်ဆက်ဖို့အတွက်ပေါ့နော်အဲ့တော့ကျွန်တော်ကသူ့ကို Udo ဆိုတဲ့user တယောက်ပေးလိုက်မယ် password ကိုလည်းကျွန်တော် Udo လို့ပေးထားပါမယ်နောက် privilege မှာကကျွန်တော်တို့အကုန်လုံး run ထားမယ်ဒီအလဲကဒီတစ်ခုပဲထားခဲ့မယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ save လုပ်ပါမယ်ဆိုတော့ဒါကိုကျွန်တော်တို့ရဲ့ Udo ကနေလာရောက်ချိတ်ဆက်လို့ရပါပြီအဲ့တော့ကျွန်တော်တို့အရင်ဆုံး config တစ်ခုပြင်ပါမယ်ဒီ config ကဘာဖြစ်မလဲဆိုတော့ udo.config လို့ကျွန်တော်နာမည်ပေးလိုက်ပါမယ်နောက်က .config နဲ့စဆုံးရင်ရပြီပေါ့နော်ကြိုက်တဲ့နာမည်ပေးလို့ရပါတယ်အဲ့တော့ဒီနေရာမှာကျွန်တော်တို့ option လေးတစ်ခုထည့်မယ်ပြီးသွားရင် admin password ပေါ့ admin password တစ်ခုထားမယ်ဆိုတော့ကျွန်တော်တို့လွယ်ကူဖြစ်အောင် master လို့ပေးထားပါမယ်ပြီးရင် add-on ပတ်လန်းကြောင်းတစ်ခုထည့်မယ်ပြီးရင် db user ထည့်ပါမယ် db user ကကျွန်တော်တို့ခုနပေးခဲ့တဲ့ udo ပေါ့နော် db password ကကြတော့ခုနထည့်ခဲ့တဲ့ udo ပေါ့ဒီနေရာမှာတစ်ခုသတိထားမှာ db password ကိုတော့ password လို့အပြည့်စုံသုံးပေမဲ့ admin password ကိုတော့ pssw လို့သုံးပါတယ်ဒါလေးတစ်ခုပေါ့နော်သတိထားရမယ့်ချက်အဲ့နေရာမှာကျွန်တော်တို့နောက်ထပ် udo 90c ဆိုတဲ့ကောင်လေးထည့်ပါမယ် 90c add-on ဆိုတဲ့ပတ်လန်းကြောင်းကို copy ကူးပြီးတော့ကျွန်တော်တို့ဒီမှာလာထည့်ပေးပါမယ်ဒါဆိုရင်ကျွန်တော်တို့ရပြီပေါ့နော် udo စာ run လို့ရပြီအဲ့တော့နောက်ထပ်တစ်ချက်ကဘာလဲဆိုတော့ Python project တွေမှာဘာပါလဲဆိုတော့ external dependency တွေပါတယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ဒီ external dependency ကိုလည်းကျွန်တော်တို့ install တင်ပေးရမယ်အဲ့တော့ကျွန်တော် copy paste absolute path လုပ်လိုက်မယ်ကျွန်တော်တို့ command မှာနေရိုက်ပါမယ်ဒီနေရာမှာကျွန်တော်တို့ရဲ့ပတ်လန်းကြောင်းမှားနေရပေါ့နော်မှားနေတော့ကျွန်တော်တို့ဒီကောင်ပိတ်လိုက်ပြီးတော့အသစ်ပြန်ဖွင့်အဲ့ဒါဆိုကျွန်တော်ပတ်လန်းကြောင်းမှန်သွားပြီအဲ့ဒီနေရာမှာဘာလုပ်အောင်လဲဆိုပုံမှန် Python package တွေဆိုရင် pip install -r ဆိုပြီးတော့ဒီလို run ပါတယ်ဆိုတော့ requirement.txt နောက်ကနေ file ကို run ပေးလိုက်တယ်ပေါ့နော်ဒါဆိုရင်ဒီ requirement.txt ရဲ့ package တွေက install တင်သွားပါမယ်ဒါပေမဲ့ဒီမှာတော့ကျွန်တော်တို့က uv ကိုသုံးထားတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ထိတ်ဆုံးမှာ uv ဆိုတဲ့ command လေးတစ်ခုထည့်ပေးရပါမယ်ဒါဆို uv pip install လို့ဖြစ်မယ်အလားတူပဲတခြား package တွေတွင်းရင်လည်း numpy ဆိုပါစို့ဒါဆိုရင် uv pip install numpy လို့ဖြစ်သွားပါမယ်ဒီလိုမျိုးပေါင်းသုံးရမယ်ပေါ့နော်ဒီကောင်ကဘာအားသာချက်ရှိလဲဆိုတော့ပို့ပြီးမြန်ပါတယ်so uv pip install -r ပြီး command ပေါ့အဲ့ဒါခေါ်လိုက်ပါမယ်ဒါဆိုရင်သူကဒီ Python ရဲ့ external ကျွန်တော် udo run ဖို့အတွက်လိုအပ်တဲ့ Python package တွေအကုန်လုံးကို install တင်ပေးသွားပါလိမ့်မယ်နောက်ဒီနေရာမှာကျွန်တော်တို့ uv ကထုတ်ထားတဲ့ဟာကပဲထပ်ထုတ်ထားတာတစ်ခုရှိတယ်ထုတ်ထားပြီးတဲ့ tools တစ်ခုရှိတယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒီက ref.toml ဆိုတာလေးဖြစ်ပါတယ်ဒီ file ကဘာလို့ပေးရလဲဆိုတော့ code တွေဒီPython code တွေမဖြစ်နေဘူးဆိုတော့
ဘယ်လိုပြောရမလဲ fight သုံးသမားတွေကကျွန်တော် PB8 ကို follow လုပ်ရတယ်အဲ့လိုမျိုး PB8 ကို follow လုပ်မထားတဲ့ code တွေ quality မကောင်းဘူးပေါ့ဗျာအဲ့လို quality မကောင်းတဲ့ code တွေကိုလာပြီးတော့အဲ့လိုစစ်ပေးနိုင်တဲ့ tools ပေါ့ခုနကကျွန်တော်ပြခဲ့တဲ့အချိန်မှာတော့ပါတယ်ဒီမှာကျွန်တော်တို့ဒီမှာပေါ့နော်ဒါ UV ကိုဒီကပဲထုတ်ထားတာကျွန်တော် rough ဆိုပြီးရှိပါတယ်ဟုတ်ပြီအခုချိန်မှာကျွန်တော်တို့ဘာဖြစ်လဲဆိုတော့ error တစ်ခုတက်လာတယ်ပေါ့နော် package error အဲ့ဒီ package error ကိုဘယ်လိုရှင်းမလဲဆိုတော့ဒီကောင် LIB SASS ဆိုတဲ့ကောင် error တက်တာအဲ့ကျွန်တော်တို့ requirement of DAC ကိုသွားပြီးတော့ခုနကကျွန်တော်တို့ရဲ့ LIB SASS ဆိုတဲ့ package ကိုဖြည့်ရှင်းရမယ်အဲ့တော့ဘယ်လိုဖြည့်ရှင်းမလဲဆိုတော့ဒီဟာကို mostly ဖြည့်ရှင်းတဲ့နည်းကတော့ကျွန်တော် comment ပေးလိုက်တာပေါ့နော်ပေးပြီးတော့ဒီဘာ version မှမပါဘဲနဲ့ထားလိုက်တာအဲ့လိုထားလိုက်ရင်သူက latest version ကိုယူသွားပါတယ်ဆိုတော့နောက်တစ်ချိန်ကျွန်တော်ပြန် run ကြည့်ပါမယ်အခုချိန်မှာဆိုရင်တော့ကျွန်တော်တို့ဒီ UV က installation လုပ်လို့ပြီးသွားပါပြီဆိုတော့ကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုရင်ကျွန်တော်တို့ရဲ့ uru config ကိုပတ်လမ်းကြောင်းကို copy ပို့လိုက်ပါမယ်ဒါ uru ကဘယ်လို run ရလဲဆိုတော့ uru-bin ဆိုတဲ့ file လေးအဲ့ကနေနောက်ကနေ -c ဆိုပြီးတော့ -c ဆိုတာ config ကိုပြောတာပြီးကျွန်တော်တို့ရဲ့ config ဖြစ်တဲ့ uru.config ပေါ့နော်ဒီလို run ရတယ်အဲ့ uru-bin ဆိုတဲ့ file ကဘယ်ရမှာလဲဆိုတော့ကျွန်တော်တို့စုပ်ကုတ်ထဲမှာ uru-bin ဆိုတဲ့ဒီမှာ file လေးတစ် file ပါလာတော့မြင်ရပါမယ်အဲ့ဒါ view ရှင်းကတော့ဒီလိုမျိုး run မှာပေါ့နော်တကယ်လက်တွေ့မှာတော့ကျွန်တော်တို့ကပတ်လမ်းကြောင်းနေနဲ့လုပ်ရမှာပေါ့အဲ့တော့ကျွန်တော်တို့ config ကို copy ကူးထားတယ် config ဘက်ကို copy ကူးထားတယ်ပြီးတော့ကျွန်တော်တို့ဒီကနေ plus လေးနှိပ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီမှာ udu ဆိုတဲ့ကောင်လေးရှိပါတယ်သူ့ကိုနှိပ်ပါမယ်အဲ့ဒါဆိုရင်ဒီကလိုလေးအောင်အနေနဲ့ udu ပတ်လမ်းကြောင်းတည်ရပေါ့နော် udu-bin ဆိုတဲ့ကောင်အဲ့တော့ဒီမှာ -c ဆိုပြီးတော့-c ပြီး data config လို့ပေါ့လေ run လုပ်ရတယ်နော်ဆိုတော့ -c နဲ့လောလောဆယ် run မယ်ပြီးတော့ကျွန်တော်တို့ရဲ့ config file ပတ်လမ်းကြောင်းကိုထည့်ပါမယ်ပြီးတဲ့အခါကျွန်တော်တို့ okay ပြီးတော့စပြီး run ကြည့်ပါမယ်ကျွန်တော်ပြီးတဲ့အခါ browser ကိုဖွင့်မယ် udu က default အနေနဲ့ localhost 8019မှာအလုပ်လုပ်ပါတယ်ဆိုတော့ဒီနေရာမှာကျွန်တော် localhost 8019ကိုထည့်ပြီးတော့ run ကြည့်လိုက်ပါမယ်လောင်းပြီးလိုက်ပါဒါဆိုရင်ကျွန်တော်တို့ရဲ့ master password ကိုဒီမှာလာဖြည့်မယ်ပြီးတော့တဲ့အခါ database name တစ်ခုပေးလို့ရပါတယ်အဲတော့ကျွန်တော် udu technical training လို့ပေးလိုက်ပါမယ်ပြီးတော့တဲ့အခါ user name password အဲ့တော့သူ့ကို admin လို့ပဲပေးထားခဲ့ပါမယ်နောက်ထပ်တခြားဟာတွေကိုတော့နောက် video မှာတက်ပြောပါမယ်ဆိုတော့လောလောဆယ်ကျွန်တော်တို့ sign လို့ရဖို့အတွက်ဆိုရင်ဒီ database ကို on ပြီးတော့ create database ကိုနှိပ်ခဲ့ပါမယ်အဲဆိုရင်ကျွန်တော်တို့ရဲ့Python ပေါ်မှာကျွန်တော်တို့ error တက်လာတာကိုမြင်ရမယ်ဆိုတော့ကျွန်တော်တို့စုကုတ်က error ဖြစ်နေတာဆိုတော့ဘာပြောရလဲဆိုတော့ collection C type ကလွဲနေတာပေါ့နော်ဒီဟာကိုတော့ကျွန်တော်တို့ database ကြောင့်ဖြစ်တာပါ database မှာကျွန်တော်တို့ create လုပ်တဲ့အခါကျရင်သူကလုံးဝကိုချိန်မရအောင် C type က support မလုပ်ပါဘူးဖြစ်နေအဲဆိုတော့ကျွန်တော်တို့ db template တခုထည့်ပေးရမယ်ဒါကိုလည်း udu က support လုပ်ပါတယ် db template ပေါ့နော် db template ကိုလောလောဆယ်ဒီပေါ်မှာတော့မမြင်ရဘူးပေါ့နော်အဲကျွန်တော်တို့ template 0နဲ့ထည့်လိုက်မယ်ဆိုတော့ database ပါတစ်ခါတည်း create တော့အောင်လို့ခုနလို UI မဟုတ်ဘဲနဲ့ config ကနေတစ်ခါတည်း create တော့အောင်လို့သူကရှိပြီးသားဆိုအဲ့ database ကိုပဲတုံးတယ်မရှိသေးဘူးဆိုရင်အသစ် create ပေးတယ်အဲ့ဒီဟာကို db name လို့ခေါ်တယ်ကျွန်တော် db name ထည့်ပေးလိုက်မယ်ပေါ့နော် udu technical training ဆိုတော့ copy ပဲကူးလိုက်ပါမယ်မြင်တော့အောင်လို့ပြီးတော့ကျွန်တော်တို့စ run ကြည့်မယ် database fail နေတော့ဆိုတော့ template 0ဖြစ်တယ် template 1လို့ထည့်ရအောင်database ကရှိပြီးသားဖြစ်နေလို့နောက်ထပ် error တက်လာတာပေါ့နော်အဲ့တော့ကျွန်တော်တို့ template 1ဆိုပြီးတော့နောက်ကနေ2ဆိုတဲ့နာမည်တစ်ခုထပ်ထည့်လိုက်ပါမယ်ဒါဆိုရင်ဒီမှာကျွန်တော်တို့ udu ရဲ့ database ကို initialize လုပ်နေပါပြီဆိုတော့ခုနကလို internet server error လို့မဖြစ်တော့ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ manager ကိုတွားကြည့်ပါမယ်ဒါဆိုရင်သူ udu database တစ်ခုစတင် create လုပ်နေပါပြီအဲ့တော့ပြီးတော့ကျွန်တော်တို့က db name ကခုနကကျွန်တော်တို့ auto create သွားအောင်လို့စမ်းနေတာပေါ့နော်ဒါကြောင့်မလို့ထည့်ပေးတာအခုတော့လောလောဆယ်ခဏပိတ်ထားပြီးတော့သူပြီးအောင်ဆောင်ပါမယ်ပြီးတော့မှကျွန်တော်တို့ restart ချပါမယ်တခုရှိတာမပြီးသေးခင် restart ချလိုက်ရင်သူဒီ error တက်နိုင်ပါတယ်ပြီးသွားပြီဒါဆိုတော့အခုချိန်မှာကျွန်တော်တို့ sorry restart ချဖို့လိုတယ်ခုနကကျွန်တော် db name ပိတ်ထားတာအလုံးမလုပ်သေးဘူးပေါ့နော်လောလောဆယ်ကအဲ့ဆိုကျွန်တော်တို့ okay လိုက်မယ် okay ဒါဆိုရပြီ restart ချပါပြီအဲ့အခုချိန်မှာကျွန်တော်တို့ manager ခေါ်ထားပြီးတော့ဟုတ်error တက်နေတော့ manager ကအဲ့ဆို db name ပြန်ဖွင့်ပေးရမယ်တော့ဖြစ်သွားမယ်တဲ့ db name ချက်ပြန်ဖွင့်ပေးမယ်ဒီတော့ manager ပြန်ခေါ်ကြည့်မယ်အဲ့ဒါဆိုသူအလုပ်တော့လုပ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ database ကိုဝင်လိုက်ပြီးတော့ဒီမှာကျွန်တော်တို့ရိုက်ထည့်မယ်ပေါ့နော် admin ပေါ့ကျွန်တော်တို့ရဲ့ user account ဖြစ်တဲ့
Okay ရပြီဒါဆိုရင် admin နဲ့ login ဝင်လိုက်ပါမယ်ဆိုတော့အခုချိန်မှာဆိုရင်ကျွန်တော်တို့ Uru ကိုကောင်းကောင်း run ကောင်းပါပြီဆိုတော့တခြား DJ ပြုတ်ပိုင်းရှိသေးပေမဲ့လက်ရှိနေအတိုင်းပဲ Uru ကို set စလုပ်လို့ရအောင်လေ့ကျင့်ထားကြပါမယ်ဆိုတော့ကျန်တဲ့ဟာတွေတော့နောက်ထပ်သင်ခန်းစာတွေမှာဆက်ပြောပေးပါမယ်ဆိုတော့လောလောဆယ်ဒီနေရာမှာကျွန်တော်တို့ customize code တွေရေးတဲ့အပိုင်းကိုဆက်သွားရမယ်ပေါ့နော်ဆိုတော့လောလောဆယ်ကျွန်တော် Uru နည်းနည်းရှောက်ကြည့်ပါမယ်Uru ထဲမှာကျွန်တော်တို့ module တော်တော်များများကပါပြီးသားကိုသုံးညင်တဲ့ဟာကို activate လုပ်ပြီးတော့သုံးလိုက်ရင်ကျွန်တော်တို့ရဲ့ဒီဘက်မှာပေါ်လာမှာဖြစ်ပါတယ်ဆိုတော့ customize add-on တွေရေးခြင်းနေဆိုရင်တော့ကျွန်တော်တို့ဒီဘက်မှာနေ add-on ဆိုပြီးတစ်ခုစောက်လိုက်ပါမယ်ကျွန်တော်တို့တစ်ခုသတိထားရမယ့်အချက်က Uru ရဲ့ base စုကုတ်ကိုလုံးဝမထိပါဘူးဒီစုကုတ်ရဲ့ Uru 90 cc စုကုတ်ကြီး Uru ရဲ့စုကုတ်ပါကျွန်တော်တို့လုံးဝမထိဘဲနဲ့ကျွန်တော်တို့ရဲ့ customization နဲ့မှာပဲအဲ့ customization ကနေ base စုကုတ်ကိုလှမ်းပြင်မှာပေါ့ဗျာအဲ့လိုမျိုးအသစ်ဆောက်ချင်တာဖြစ်ဖြစ်ပြင်နေတာဖြစ်ဖြစ်အားလုံးကိုဒီ add-on ပတ်လမ်းကြောင်းမှာပဲလုပ်မှာပါအဲ့တော့ဒီ add-on ပတ်လမ်းကြောင်းကိုကျွန်တော်တို့ copy back ကူးလိုက်မယ်နောက်ကကျွန်တော် add-on ဘက်မှာ copy ကူးပြီးထည့်လိုက်မယ်ဆိုရင်ရပါပြီဆိုတော့လောလောဆယ် install တင်နေတော့ကျွန်တော် restart မချသေးဘူး install ပြီးသွားတော့မှပဲ restart ချပေးမယ်ပေါ့နော် okay ဒါဆိုရင်သူ install လုပ်ပြီးသွားတဲ့အတွက် reload လုပ်နေပါပြီဆိုတော့တခုသတိထားရမှာက Uru ကကြတော့ကျွန်တော်တို့သူက Linux ကို recommend ပေးတဲ့ system ပေါ့နော်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့က Windows ပေါ်မှာတင် run တဲ့အခါကျတော့နည်းနည်းတော့လေးနိုင်ပါတယ်တခြားသော Linux တို့ macOS တို့လောက်တော့မြန်မှာမဟုတ်ပါဘူး okay ရပြီဒါဆိုရင်ကျွန်တော်တို့အခုချိန်မှာဆိုရင်ကျွန်တော်တို့ install တင်လိုက်တဲ့ save module လေးကအလုပ်လုပ်နေပါပြီဆိုတော့ဒီနေရာမှာကျွန်တော်တို့လက်ရှိမှာတော့ config ပြင်ထားတာဖြစ်တဲ့အတွက် restart ချလိုက်တယ်ဆိုရင်ဒီနေရာမှာကျွန်တော်တို့ပတ်လန်းချောင်းဒီခုန Uru 90C ရဲ့ add-on အပြင်ဒီနေရာမှာကျွန်တော်တို့ဝန်နေတော့လောလောဆယ်တက်နေသေးတယ်အဲ့ဝန်နေကဘာလဲဆိုတော့ဒီ diametry အသစ်ချိန်ထားတဲ့ကောင်က invalid ဖြစ်နေတယ်တဲ့ဘာလို့ invalid ဖြစ်နေရလဲဆိုတော့ကျွန်တော်တို့တဲမှာဘာ module မှမရေးရသေးလို့ပါဆိုတော့တကယ်လို့ရေးပြီးသွားရင်တော့ဒီအောက်က namespace ပတ်လန်းချောင်းတွေမှာပါလာပါလိမ့်မယ်အဲ့တော့ customize add-on တွေရေးတဲ့အပိုင်းကတော့နောက်သင်ခန်းစာမှာဆက်ရှင်းပြပါမယ်ဒါဆိုရင်အားလုံးပဲ Uru ကို installation လုပ်တတ်လောက်ပြီလို့ထင်ပါတယ်ဒီသင်ခန်းစာတော့လောက်ပါပဲအားလုံးကိုကျေးဇူးပါခင်ဗျာ